Cheers. ကပိ ချင်းလိုမလိုက်နဲ့ပြောရင်မယုံနဲ့တောင်းရင်မပေးနဲ့အားလုံးလိန်နဲ့မာယာများတယ်လိရင်ခိုးတယ်ခါလီခိုးတယ်မှာမင်းတို့ပါမလား Wow. ကြောင်တောင်းတဲ့မှာပါမလား Wow. ဒါနဲ့ပေးပါဘယ်လောက်ရှိလောင်းလားအဲတောင်းနေလျှောက်ပြော ကဲဒီဗီဒီယိုလေးကတော့ဗျာနော်ဆေးဆွဲနေတဲ့ညီကိုတွေကိုဗျာမြေတာဆိုင်ရတာအပားနေပြီးတော့ဗျာနော်ဆောင်းမွဲစစ်မာတန်းချွေပြီးတော့မှအိမ်ပြန်ခွင့်ပေးဖို့အတွက်ဗျာနော်ပြုလုပ်နေတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆိုတော့ဒါလေးကိုစိတ်ဝင်စားရင်ကျွန်တော်တို့တူတူကြည့်ကြည့်အောင်ဗျာနော် တင်ထားတာဘယ်နှယောက်ရှိလဲ မြေတာဆိုင်ရ နင်းတော့ဒီကြာပြန်လာဖြစ်တာလားဘယ်တော့ဒီရက် အကုန်လုံးတော့သပင်းဒီပါယူတပုံစံနဲ့ညှပ်ပြီးထားတယ်နော် တော့ဒီက6လေးဆိုဆက်လာတယ်နော်အဲ့တော့မင်းတို့ပြန်အဲ့မဆောင်မပြေရကြိုင်တော့ ဆောင်းမွဲဖြစ် အဲ့တော့လေအဲ့တော့မင်းတို့ပိုင်နော်ကိုဒီရတယ် ဆောင်းမွဲဖြစ်ကြိုင်တော့ပြန်အောင် ငါတို့အထည့်ပြီးကိုလေးကကိုလာဆိုမထည့်ဘူးအခုတော့ဒီထဲမှာဟိုနိုင်ရအောင်လေဒီမင်းကမင်းမေကတော့မင်းကိုစိတ်ချလို့ကြားလို့စားငါတို့ကတော့မင်းကိုမကြိုက်သေးဘူးဒီကမင်းလည်းဒီတိုင်းမင်းမေလည်းကောရောအကြည့်လို့မလာဘူးဟိုကအင်ဗာတာပေါင်းနေတော့လိုင်စင်ပေါင်းနေတော့မင်းလည်းမင်းကိုဆရာကြီးရဲ့ဒါပေမဲ့နေသားတစ်ခုနဲ့အဘတို့ကထည့်ပြီးမင်းနာမည် So, good. ဆိုပြီးတော့ပိတ်က Got down. တော့တော့လာနိုင်ရကီဒီလင်းနိုင်ကိုဒိုးကြီးကပြတ်သွားပြီးကောင်းသွားတယ်ကောင်းသွားပြီးမှပြန်ဖြစ်တာကျတော့ဟိုဒီနေမတင်တော့ဟုတ်ကဲ့ဟိုကဟမ် မြန်လင်းပါပါ အញ្ញလင်းပဲရလေ မော်လများပါ အញ្ញလင်းမော်နေမိဘတွေကလာပို့တယ်အဲ့ဒီအတွက်ကြောင့်ကိုယ့်အကိုတီမီဦးလို့မင်းမြတ်သူကလည်းမင်းရဲ့ပေနေမကောင်းရင်းနေမခေါ်ရင်ပြန်မလို့မရတော့ဒါတော့ပို့နေတယ်ငါမပေါ်စင်းနဲ့ထုတ်တာပေါ်တော့ကောင် ကောင်းတဲ့သူဟာ ကောင်းတဲ့သူပဲရတယ် ဘုရားမှာ ဘိုးတော်တင်ထုံးကတော့အညီမကအမလားမင်္ဂလာဆောင်တယ်ဒီကတူမလားဒီသူညီမအမလီလို့မရဘူးဒီကောင်သွားမှသူကဟိုမှာရောက်တာသူ့မျက်နှာချင်းမိမကကပ်လို့ရဟိုကောင်အချိန်တိုင်းအိမ် ဒါ ပြန် ဒီကိုရဲ့ဒါမိသားစုကြောင့်ပြောပြ တာ ပါ ဖြတ်ထားတယ်နော်ဒီတိထားဟလားချင်းမင်းလည်းကမင်းစကားနာတော့အားလုံးချင်းမင်းလည်းအလားမျက်နှာကြည့်လို့တာကောင်းဟိုဝီလျံမူကတော့အဘတော့ဒီချစ်လို့ဝိုင်းကြီးနဲ့စတာပေါ့နော်ဒီကောင်ဦးလေးတွေကမင်းဘလောက်ကောင်းလဲလားတော့ကဒီလိုလေ စီဆုံးမလေးပါပါ အစီတူမန်လေးတားတယောက်တည်းဟလားဟိုမင်းမိဘတွေကငါတို့ကောလိုက်လို့လာတော့ဒီသားကိုလာတိုင်းလာတွေ့စီလာမတွေ့ရဘူးဟိုဒီကကိုလည်းဟလာဘေးကလာလိုက်တူလီတူတာမုံလေးတစ်ခုအများအားပါကြိုက်တဲ့မို့သူ့အမေကခလမိုင်းခနာပါနော် တယောက်လေးနေ ကြောက်ရဲနေရတယ်ယောက်ျားလည်းလိုချင်တော့သူ့မိလိုချင်တဲ့ဆိုလဲသူ့ခင်ဗျာတယောက်တည်းရုန်းကန်နေရတာနော်အိမ်လာကြတော့ကျပွားကလေးရှိအဝစားအိမ်မှာမရှောင်းကြမှာမြစ်ပတ်နေရရိုက်ဆော့ချက်ချက်ကြရဲမြစ်ပတ်နေတယ်ဟောကပ်တီလက်ဒီစောက်ကတော့ကိုယ်တော့တဲ့အဝတ်က ကျန်းမှာအိတ်လေးချင်းကိုတာ ဒီတဲ့ချင်းကျန်းဝင် စီတူမန္တလေးမှာမပါသေးဘူးကမ္မတာလည်းပါ ဒီလိုမှန်းလို့ စီတူမန္တလေးကဒီဘက်ထဲနေဘယ်နေရ တယ်လားရှိရ အဲ့ဒါ ဆက်စီလို့မရဘူးနော်ဒီမှာပါတော့စီ အဲ့ဒါကြည့်နေနိုင်ဈေးပါလား စီတူ ကမ္မတာလည်းပါ စီဇွန် MDY အဲ့ဒါ MD1 ကသူ့မဟုတ်လေ ကျွန်တော် မဟုတ်စင်းပြီးသားစ စီ င်းပြီးသား ဇွန် စင်းပြီးသား MDY တယောက်ရှိတယ် မျိုးမေတော့ဟမ်မျိုးမေတော့ ညမတော့ပါဘူး ပါဗျာနော်စိုးဆုံးမမှုဘလောက်ကောင်းလဲဆိုအကုန်လုံးကြာတော့ငြိမ်ပြီးတော့အိမ်မှာအိမ်ကြာကြာနော်ညီကိုတို့ ညလာပြန်သွားတယ်ဆက်ထားမှာ ဟုတ်ကဲ့ မင်းတို့ကလည်းစောက်ယူနေလာတော့ဘလို့လာလဲမောင်ကြီးမင်းကကော်ပေါင်းလာရေးရလား ကောင်းကောင်းကကျန် ဂျမ်းမြေဘာဘူးကောင်ကအဲ့ဒါမင်းအိမ်အောင်ကခေါ်မဲ့လူမခေါ်လို့မင်းကိုမင်းနေဟုတ်လားဥစားမတော့အရင်ဓာတုတိုက်လိုက်တာကောင်းပါလေဒီနေ့ညသွားရင်ထပ်တိုက်ကောင်းလားဟုတ်လိုက်ဟုတ်ပါမင်းဆရာမင်းကိုပြင်းတော့မင်းတော့ကြာဦးလေအမင်းမြတ်လား ဟုတ်ပါ အမင်းမြတ်ကမိမလည်းမရှိတော့ဘူးကလေးလေးနှစ်ယောက်ရှိတယ်တော့လမ်းကျယ်မှာအရန်ဆေးပေါ်တယ်
ပေါ်တဲ့အတွက်ခင်ဗျားတို့ဆင်ခြင်မှုလို့အောင်ကျော်စောအမေကလည်းမတွေ့ရမနေနိုင်ဖြစ်နေတယ်အဲ့တော့အဲ့ဒါမပြန်ရောက်လာ သူ့မိနိုင်ရတဲ့ ငါတို့တွေပြောတဲ့စကားကိုနားမထောင်ပြန်ရောက်လာဇော်မိုးကသူကနည်းနည်းထားစစ်ကြောက်လေးဝင်လေးစစ်ကြောက်လေးပြင်တော့ရတော့ပြရတယ်လို့ဇော်မိုးကပိုက်ပူလာ ဟုတ်လေ ဇော်မိုးပြောင်းလာမိုင်းကျော်ကသူကလည်းထွက်ပြေးမှုတယ်လွတ်လာ လွတ်တယ်ပါ လွတ်ပါ ဘာမှမပေးဘူး ကိုရင်းချင်းအောင်ကျွန်တော်ခင်ဗျားတခုမြစ်ကြရတယ်ခင်ဗျားပြေးဟိုပါပေါ်လေဟိုစကန်ဆာဖြစ်နေတယ်ဒီမိုတွေလည်းတွင်းနေရသူကအိမ်ဟောင်းဖြစ်တဲ့လုပ်ငန်းလုပ်အမေကလည်းတိတ်ချစ်တယ်ဒီကနေသူဂျမတ်လုပ်မယ်ဘာလို့ကောင်းကောင်းဆူလာတယ်မင်းဒီမှာနေအရန်ပိုးကျူတာပိုးကြီးတော့ဒါပေမဲ့အိမ်ရောက်သွားအရွယ်မတက်ပါနဲ့ကားအဲ့တခုပဲကြည့်မင်းဖေလည်းမြင်တယ်အမေလည်းမြင်တယ်အလားကိုမြင်လိုက်မြင်ရလားမြင်ရအလားရှိလား ရှိပါတယ် အလားရှိလားဖြည့်ပြီးကြည့်ကြည့်ရှိလားမွတ်စလင်မလားနမတ်ဖတ်လားဟမ်အလားရှိတယ်အလားရှိမှန်းသိတယ်မျက်စိနဲ့ဓမ္မရိတ္တကြားကြားဘယ်မြင်ရဘူးဟုတ်တယ်နော်အဲ့ဒီတော့ခင်ဗျားတို့ကိုယ့်အလားကိုယုံကြည်ကိုမိဘကိုလေးစားတယ်မတည်ခင်လေးလေးစားတည်ခင်ကအပါရလို့မို့လို့မရဘူးဆိုတော့ဒါအမှန်ပြောမင်းဇော်မိုးလဲဇော်တုံးလားဇော်မိုးလားဇော်မိုးလည်းလည်းအပြည့်ကင်ဆာဖြစ်စီချစ်ကင်ဆာဟုတ်တယ်တော့ရှိနေဒီပဲဟုတ်မင်းကလည်းစေုံမောင်တောင်းချောက်တော့ဖြစ်လာပြီမင်းကိုပြန်ခေါ်ဖို့ငါတို့စီစဉ်လာတော့စီလူတို့နဲ့မျိုးမင်းတို့နဲ့မားလို့ဒီလိုပြန်လို့ရရှိတယ်ဟုတ်တော့ဦးရင်းကဘာပဲဒီလိုအယုတ်တယ်ငါတားလူကောငါတော့လည်းကျုံကျုံလေးပဲဒါပြီးကျူလိုက်တာကကြည့်လာချောတော့ပြီးတာတတိယတော့အမဒီတိတိကြားရဝင်ပြီးလာကြည့်အေးစေးစကားပြောတယ်စားတယ်အဲ့လိုလုပ်ချင်ဒါပြီးဒါဖြစ်ကောင်းတယ်ဟုတ်သားတို့အဘအရင်မတောင်းနေလို့ပြောဘယ်လိုတောင်းလဲစီးရဲပဲတောင်းတယ်အဲ့ဒီတချီပေါ့ကွာဘယ်လိုလဲနှစ်ပတ်ဘူးလေးကိဘာလဲလဲကောင်းနေဒီရေမီရောသိပါပါအဘတောက်ပြီးတော့ညီညီလေးပြုံးပြီးပြုံးစီနဲ့ဟိုသွားမရှိတဲ့ကောင်လည်းဘဲပြီးတော့တောင်းလိုက်ပြီးကြာတယ်ဟိုဇော်မိုးလေးပေါ့နော်အဲ့လိုပြောတာဒီလေးကလည်းခြံလေးရှိတယ်တစ်ပင်လေးရှိတယ်မိမိဖားမွေမင်းဆိုင်တဲ့အပင် ဒါအမဟုတ်ဒီကြီးတွေဆိုင် အေးဟုတ်ပြီခြံထဲမှာမင်းကိုပင်နေကျက်ပေါက်ပင်နေကျွဲကောပင်နေရှိတယ်နော်အဲ့ဒါတွေကမင်းမင်းဆိုင်တာကိုမင်းမိကဘိုးဘွားဆိုင်ခဲ့တဲ့အပင်တွေကိုအပင်ရောင်းစားပြီးပတ်စံရဟုတ်တယ်နော်ဒါဘာဝမြေကန်ရေကန်ကောင်းခံစားနေရဟုတ်လားဟုတ်ပါဘူးအဲ့ဒါကိုလဲသုံးစားလုပ်ပြီးမိဖောက်ပြီးအလူမလုပ်ပဲဖြုံးသုံးနေလို့ရမလားမရပါဘူးဒါပြီးဟိုနောက်ကဟိုမင်းနာမည်ဘူးလေရဲထနိုင်ပါရဲထနိုင်အင်ပါတာပေါင်းနေမဘိုဒီပေါင်းနေဖုံးပေါင်းနေလိုင်စင်ပေါင်းနေအကုန်လိုက်ရွေးရအမတကုံရှိပါဒီတကားပဲရောက်ဘူးလေနော်အဲ့တော့မင်းဖေရှိသေးလားမရှိတော့ဘူးအဖေလည်းမရှိတော့ဘူးအမကညီမကအမလည်းစာအမေကိုလောက်ကန်ကြည့်တဲ့အမကားတိုက်ခံရတေးသွားတယ်လောကနံပြားဖြစ်အဲ့ဒီအတွက်ကျွန်တော်တူးချင်းရှင်းပြတော့နော်သူ့အမေကတယောက်တည်းဖြစ်နေလက်ရှိနေခဲ့အမတို့သွားခေါ်တဲ့အိမ်ကိုငားလိုက်ရဒီကြအခန်းမှာငားနေရတယ်ဘွားရောက်သွားတယ်သူတို့ကလည်းအိမ်ဟောင်းပစ္စည်းရောက်လာတစ်ရောက်လာတစ်ရောက်လာပေါ့နော်အဲ့တော့အဖေမရှိတော့စီးပွားလူမှုပြက်ပြီးတော့အဲ့မတန်းတော့အပါမရှိတဲ့အတွက်မေလေးကအလုတ်ကန်စားတဲ့အတွက်စီးပွားလူမှုပြက်ပြီးမေလေးလောရတယ်ကျွန်တော်လုတ်ကန်ကျွေးမှာပါကျွေးရှင်းလို့တော့ကိုကစိတ်ချမဲ့ယုံကြည်နော်အဲ့တော့ဘယ်လိုလုပ်မလဲဟုတ်လားနော်နာအောင်ပြောရတော့ဟုတ်ပြီမင်းအဖေရှိလားကွဲနေတယ်မလားရှိတော့ပါဘူးပေလာလားကွဲလာလားဆုံးသွားတာမင်းအမေကတယောက်တည်းလှလိပြေလို့လူလောက်မလားနော်ဟုတ်လားလှတယ်လားကြိုက်တာယူလိုက်ပါကြိုက်တယ်တောင်းပေးလိုက်နော်ဒီကတားကိုစားတင်မဲ့ဖားတင်မဲ့အမျိုးမျိုးလာလို့ဒီကလေးကအိမ်မှာတယောက်တည်းနေရရှိသမျှတင်ငယ်ချင်းအိမ်ပေါ်ခေါ်ပြီးဆေးရှူတယ်ဟုတ်တယ်နော်အဲ့ဒီဘွားကအမားတို့ကထင်းချောင်းပေးတယ်လူကောင်းဖြစ်သွားပြီကောင်းဖို့လို့ကိုနိုင်ရအောင်လေအဖေကဒီပခီးသွားတယ်အမေကတယောက်တည်းနော်အမေကတယောက်တည်းဆိုတော့ပကိုးမှာသွားနေတယ်အဲ့ဒီအတွက်အိမ်မှာလှုပ်ချင်တာဦးလေးတွေကိုနိုင်တယ်အဲ့ရေကတ်တယ်လားမဲဦးလေးကိုဟောက်တယ်ဦးလေးရဲအောင်ရေကတ်တယ်ဘကောတော့ခတ်ပေးတယ်ဦးလေးဆိုတော့ဦးနဲ့လည်းအသက်ကတိတ်ကိုပေါ့အဲ့တော့ချစ်လို့လေပျက်စီးတတ်ပါလေဘာလဲဒီတိုင်းပဲဘာကတင်ကြီးစိအေးယုံမှာဈေးရောက်နေအမလေး तू မရှိ तू ပဝင်းကြီးကလာမေးလားကြောက်ကြဓာတ်ပုံကြီး Facebook မှာတွက်ကရပါလိမ့်ကိုပစားလည်းကိုဆေးသုံးတာမလားဟုတ်ပါတယ်ခေါ်သုံးတာသုံးပါဦးဒီပဲလားမင်းပြည့်
မင်းတော့တဲ့ ဟုတ်ပါ နောက်ကြတယ်ကွာ နေရာချင်း ချတာအဲ့တော့အခုကြမှာမိမအမလေးယောက်ျားမရှိမနေနိုင်ဘူးလေငါလည်းပါပြောတယ်ဘာငုံညာအောင်လေးရှာတာပေါ့လေအစင်ပြေတော့ဟဲ့လားအဲ့တော့မင်းနာမယ် လက်ချုပ်ဝင်ပါ ကိုမြတ်ထုတ်ဝင်လူအောင်ပြေဘူးကောင်းနေပါပြီနောက်မမြင်နဲ့အလားအမြင်အောင်ကြည့်ကြောက်နေကြားလာတာဟုတ်ပြီမင်းက ဇော်သွင်း ဇော်ထွေးလေကိုတောင်းဟဲ့လားဇော်တောင်းမှာအရန်ပေါ်တယ်ဗိစာရွအရေးလည်းအရန်ပေါ်တယ်ဟဲ့လားကိုကကိုစဉ်းစားပြီးအဲ့တော့အညီမြအချိန်တန်လို့အိမ်ပြန်ရမယ်နေတိုင်းကျင်းတဲ့ဆရာဖြစ်တဲ့အတွက်အားလုံးအလားပေးတဲ့ကိုကြီးရိုစီကိုကြီးပြန်ကိုပြန်ထားလို့မရလက်ခံပါရဲ့လက်ခံအဲ့တော့မင်းဥတန်းဆိုလို့လည်းမင်းချက်စလာပြီးတော့အဲ့တော့သူတို့မင်းပေါ်မှာကောင်းချီရကပ်ပေကဲအပါကလည်းဗျာနော်စိုးဆုံးမရဲ့နေရာမှာဒါပျော့ပျော့ရွှင်နေပေါ့ဗျာနော်ကိုသားကိုရဲ့ဆွေမျိုးအဲ့လိုပုံစံမျိုးနဲ့ဗျာနော်ဆုံးမပေးရဆိုတော့ဗျာနော်ဒီလူတွေလည်းဒါလိမ်မာကြတာပေါ့ဗျာဆိုတော့မြင်တဲ့အတိုင်းပဲဗျာနော်ဒါကတော့ဆွေးပြက်နေတဲ့ညီကိုတို့ဗျာမြစ်တာဆိုင်ရာအပါကနေပြီးတော့မှဒါတေးချာချာလေးဗျာနော်စိုးဆုံးမပေးနေတာကိုမြင်တွေ့ရတယ်ဗျာဆိုတော့တကယ်ဗျာနော်ဒီပါကလည်းတော်ပါတယ်ဗျာဘာလို့လဲဆိုတော့အကုန်လုံးဗျာနော်နေရက်ကနေလာတဲ့ဒါညီကိုတို့အခုလိုမျိုးဗျာနော်စီးလုံးနဲ့ပြောရှင်ရှင်စကားထိုင်ပြောနိုင်နေအောင်ဗျာနော်ဒါတင်ကြားပြီးတယ်ဆုံးမပြီးတယ်ဆိုတော့တကယ်ဟုတ်ဗျာနော်တော်ပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ချင်ပါသေးတယ်အားလုံးပဲတက်တာ